Yata nupa wado yakha Newa datendi bidana Yanyi zewa nuyo zando Radindi wa madandi do Metta to parido I Tago shinzo anu bo yao Jangan khatan do balu daye sato nana bawa do di Machau lan nanya go Shin do go ninya mabye yupatre se do tu di Tukhan tupadi do dosa Papan kaisi napatati Ewa madi gunu bedam Paraitan dam vanamahe Chanda zwa ibyo jin Aine zin le aima somya Mamye machin sato Ajo gomya shito jao O Duragam abondo Ngado yoso Puzo java gongzo Karaniya madha kundalena Yanda tandam padha abitamesa Tago uzusa tuzusa Tuwaso sata mudu anadi mani Ajo siwa lola yui Laima juan jindo amyo gaung tamido di Nyinda ijando nivan I gongdo Ayom yuga yakuge to metta pwamugo pyutin babi Thodo metta pwalo tu di Tazai mama swanai aung pwamya ababi Ko say naba yoda pyaung matin Alon yo pyaung tu pyitin Soma lue tu Turavai zagago nagan lue tu pyipi Ko nau nalong tay mui ga Ko 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 athin ji ma jin ma na le mathatin ma ve Tandauta ko sa Tuparo sa apake so sa Tan la huka hoti Tandinari yo sa Nipa ko sa apaka ko Ko le twa na nu kaito Sandau seya ni seya ya ya doတွင်ရှိသဖြင့်ရှိသမျှဖြင့်တင်းတင်းရောင်ရဲလွယ်သူဖြစ်သည်၏ကိုဝံတခါအတွက်လွယ်လင်းတကူပေါ်ပါစွာအသက်မွေးနိုင်သူလည်းဖြစ်သည်၏အဘောဘာဟိတာကိစ္စနေပါနိုင်သလောက်ကျင့်သုံးသည်၏စိတ်သွားတိုင်းကိုယ်ပါနေတကဲ့သို့ဖြစ်သည်၏ထို့ပြင်သာမကမျက်စိနာနာစားသောဣန္ဒြေ၅ပါးကိုထိမ့်သိမ့်သူတည်ငြိမ်ရင့်ကျက်သူဉာဏ်ပညာဖြင့်ချင့်ချိန်နိုင်သူလည်းဖြစ်နေ၏ကိုနှင်းဆဆသောသူအလုံးတို့အပေါ်၌တွေ့တာ၍မနေသင့်ပေနာသဂௌတမစရိကိဉ္စီယေနဝိညုပရိဥပဝရိယောဒုက္ခိနောဝခေမိနောဟွန်တုသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တရှိသောပညာရှိတို့ကဲ့ရဲ့အပ်သောမကောင်းမှုမှန်သမျှအသိမွားလေးကအစပါတခုမြမပြုလုပ်ပါစေကုန်လေတတဝါအလုံးတို့သည်ကိုယ်စိတ်နှပြဘေးရန်ကွာ၍ချမ်းသာကြပါစေတည်းဘေးရန်ကင်းကွာချမ်းသာစွာနေနိုင်ကြပါစေကုန်တည်းယေကေစီပါဏဗုတ္တိတတဝါသာဝရဝနဝတေတာဒီကဝါယေဝမန္တာမစ္စည်းမာရတ္တကအနုကထူလာထွတ်တဝိတအသက်ရှုနေကြသောတတဝါမန္တမြကြောင်းဝံကြောင်းယွန်ထိတ်လန့်တတ်ကြသောယဟန္တာမဖြစ်ကြသေးသောတတဝါများမကြောင်မယွန့်တည်ငြိမ်ငြိမ်တတ်ကြသောယဟန္တာမထေမြတ်ကြီးများခန္ဓာကိုယ်ရှိလျက်သောတတဝါခန္ဓာကိုယ်ကြီးမားသောတတဝါမရှိမတူမကြီးမသေးအလေအလတ်ဖြစ်ကြသောတတဝါခန္ဓာကိုယ်စုဖြိုးသောတတဝါအပြင်နောက်ဆုံးအနုမျိုးတမြသေးငယ်ကုန်သောတတဝါတွေအပါဝင်တတဝါအလုံးတို့သည်ဘေးရန်မရှိချမ်းသာပဂတိရှိကြပါစေဒိဋ္ဌာဝါယေဝအဒိဋ္ဌာယေဝဒုရေဝတန္တိအဝိဒုရေဘုဒ္ဓဝါတံဘာဝတိဝ
သဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တမျက်စိဖြင့်မြင်နိုင်သောမြင်ဘူးသောတတ္တဝါမမြင်နိုင်သောမမြင်ဘူးသောတတ္တဝါအကျွန်ုပ်အဝေးမှရှိနေသောအနီးမှရှိနေသောမနီးမဝေးမှရှိနေသောတတ္တဝါများနောင်ဘဝမဖြစ်ရတော်မူယဟန္တာသသောသူတော်ကောင်းတို့သည်၎င်းနောင်ဘဝဖြစ်ကြအောင်မည်ပုရုဇဉ်တိခါသာသောတတဝါအလုံးတို့သည်၎င်းဘေးရန်ကင်းကွာချမ်းသာကြပါစေကုန်သတည်းနာပရောပရံနိကုတ်ပေထနာတိမင်းညိထကထာစီနာကိဉ္စီဗျာရောဒနာပရိဃတိညနေညမြညာသာဒုက္ခမစ္ဆေယတယောက်ယောက်ကတယောက်ယောက်ကိုတရိစ္ဆန်တကောင်ကတရိစ္ဆန်တကောင်ကိုဘလို့အကြောင်းကြောင့်များဘယ်နေရာမှာမဆိုစင်းလေကောက်ကျစ်မကောင်းကြံခြင်းမာမာနထောင်လွှားကမထီမဲ့မြင်မပြူကြပါသေးလေကိုနှုတ်တို့ဖြင့်စောကပုတ်ခတ်ခြင်းဒေါသအာဃာတဖြင့်အချင်းချင်းသူတစ်ပါးဒုက္ခရောက်သည်ကိုအလိုမရှိကြပါစေကုန်နှင့်မာတာယထာနိယံဗုဒ္ဓမာယုတာဧကဗုဒ္ဓမနုရခေဧဝံပိသဗ္ဗဗုဒေတုမာနတံဘာဝယေအပရိမာဏံတူရီသောတာရှိသောမိခင်သည်မိမိသားအဘောဘီယံမကြရအောင်အတပိကစောက်ရှောက်တကဲ့သို့အကျိုးကျေးဇူးအနန္တများပြားလာသောမေတ္တာစိတ်ကိုတတ္တဝါအလုံးတို့အပေါ်တွင်ဖြန့်ကျက်နေနိုင်ကြပါစေမေတ္တင်္စသဗ္ဗလောကသမိန်မာနတံဘာဝယေအပရိမာဏံဩဒံအတောသတိရိယေသအတံဘာတံအာဝေရမတ္တပတ္တံအထဘဝအရူပမြမဘုံတိုင်အောင်အောက်အဝေးစီအပေဘုံတိုင်အောင်အလဲအလက်လူဘုံနတ်ပြည်6ထပ်ရူပမြမဘုံအပါဝင်နေရာမလက်အကျိုးအနန္တများပြားလာသောအတိုင်းအစပမာဏမရွေတွက်နိုင်သောမေတ္တာစိတ်ကိုပွားများနိုင်ကြပါစေအပိုင်းခြားလိုကင်းကျင့်မြောင်းခြင်းမရှိကိုယ်တွင်ပေးရန်လည်းမရှိပြင်ပရန်သူလည်းမရှိပဲအေးချမ်းစွာနေနိုင်ကြပါစေတည်းဒိဋ္ဌံသရဏိသိန်တော်ဝါတရားနောယာဝတတဝိဒမိတောဣတံတတိအဋိဋ္ဌေယဗျမမေတံဝိဟာရမိဒမာဟုရက်နေစဉ်လမ်းလျှောက်နေစဉ်ထိုင်နေစဉ်ခန္ဓာကိုယ်လင်းလျောက်နေစဉ်ဘယ်ချိန်မှမစိုးစိတ်ပြန်လွင်မှုကင်းကြည်လင်ရွှင်ပြစွာဖြင့်မေတ္တာစိတ်နှင့်ရှင်သောတတိကိုထားနိုင်ကြပါစေထိုကဲ့သို့မေတ္တာစိတ်ဖြတ်ကြံကနေခြင်းကိုပင်မြင်းမြတ်သောဗြဟ္မာကြီးတို့ဤနေထိုင်ခြင်းဗြဟ္မဝိဟာရဟူ၍ရှင်းပညာရှိအပေါင်းတို့ဆိုခဲ့ကြပေပြီဒိဋ္ဌိသအနုပကမ္မသီလဝါဒတနေနသမ္မန္တောကာမေတုဝိနယကေတံနာဟိသာတုကဘာတိယပုဏ္ဏရေတိမေတ္တာသုတ်တံနေဋ္ဌိတံအမြဲမပြတ်မေတ္တာကမ္မထံစီပြန်ပွားများလေရှိသူသည်အယူလွယ်မှာဖောက်ပြန်သောဘဝသို့မရောက်နိုင်တော့ပဲလောကုတ္တရာသီလများနှင့်ပြည့်စုံပြီးမဉ္ဇဉ်ဘုံဉာဏ်များကိုပင်မျက်မှောက်ပြုရတတ်သည်တရှိတမဲ့ဝိတုအာယုံကာမဂုဏ်၅ပါးတို့၌မမောတွေ့တာမှုများကင်းကွာကနောင်တပံပဋိသန္ဓေတည်နေရခြင်းဇာတိဒုက္ခကိုပင်မခံစားရတော့ပေမေတ္တာသုတ်တံမေတ္တာသုတ်တော်ကိုမြမပြန်အဓိပ္ပာယ်ရွတ်ဆိုပူဇော်ခြင်းသည်နေဋ္ဌိတံပြီးဆုံးခြင်းသို့ရောက်ပါပြီတကားသာဓုသာဓုသာဓု